လုံးပေါင်းကျော်တော့2လို့ရတယ်ဗျ3993သုံးလုံးပေါင်း2ရဲ့နှက်ခတ်ဒီ4အဲ့ဒီ4ဒီကျွန်တော်ထိတ်လို့ဆင်းတယ်ဗျ4ထိတ်4နှစ်ထွက်သွားတဲ့အတွက်4ထိတ်ချီတယ်ဗျဒီဘက်မှာကျွန်တော်3999သုံးလုံးပေါင်းကျော်တော့8လို့ရတယ်ဗျ3999သုံးလုံးပေါင်း8ရဲ့နှက်ခတ်ဒီ1 8နှက်ခတ်1ဖြစ်တဲ့အတွက်မို့ဒီဘက်အောက်မှာကျွန်တော်3992သုံးလုံးပေါင်း1လို့လာတယ်ဗျ36 81 25 33 816သုံးလုံးပေါင်းကျော်တော့9လို့ရတယ်ဗျ816သုံးလုံးပေါင်း9ရဲ့နှက်ခတ်ဒီ3အဲ့ဒီ3လေးကျော်တော့ထိတ်လို့ဆင်းတယ်ဗျ3ထိတ်3 3ညထွက်သွားတဲ့အတွက်3ထိတ်ထိတယ်ဗျဒီဘက်မှာကျော်တော့3ည81သုံးလုံးပေါင်းကျော်တော့9လို့ရတယ်ဗျ3981သုံးလုံးပေါင်း9ရဲ့နှက်ခတ်ဒီ6နှက်ခတ်6ဖြစ်တဲ့အတွက်မို့ဒီဘက်အောက်မှာကျွန်တော်3951သုံးလုံးပေါင်း6လို့လာတယ်ဗျ31 5နှစ်3ခု5နှစ်1သုံးလုံးပေါင်းကျွန်တော်8လို့ရတယ်ဗျ5နှစ်1သုံးလုံးပေါင်း8ရဲ့နှက်ခတ်ဒီ1အဲ့ဒီ1ဒီကျွန်တော်ထိတ်ဗျ1ထိတ်3ခွက်မြောက်ကျွန်တော်ထပ်ပြီးခဲ့မယ်ဆိုကျွန်တော်1ထိတ်ဗျ8နှက်ခတ်1ဖြစ်တဲ့အတွက်မို့1ထိတ်ဗျဒီဘက်မှာကျွန်တော်5နှစ်3သုံးလုံးပေါင်းကျွန်တော်3ညလို့ရတယ်ဗျ5နှစ်3သုံးလုံးပေါင်း3ည3ညရဲ့နှက်ခတ်ဒီခွန်ဗျ3ညနှက်ခတ်ခွန်ဖြစ်တဲ့အတွက်မို့ဒီဘက်အောက်မှာကျွန်တော်3လုံးပေါင်းခွန်ဖြစ်ရမှာဗျ2ခွန်ရှိတဲ့အတွက်ကျွန်တော်8ထည့်ရပါဗျ8နောက်ပေဗျ3ခွက်မြောက်ကျွန်တော်ထပ်ပေးခဲ့မယ်ဆိုကျွန်တော်8နောက်ပေဗျ1 8လို့ရတာလေဗျ问题多吧，不再对应有多吧。我的那条的路要哪里？等得比他吧，要阿路看碰见了吧子。